hallucination ဆိုတာအပြင်မှာတကယ်မရှိဘဲနဲ့မိတ်ဆွေရဲ့စိတ်ထဲမှာတကယ်ရှိနေတကယ်တော့မြင်ရကြားရခံစားရထိတွေ့ရတဲ့ဥစ္စာကိုခေါ်တယ်အဲ့တော့ကျွန်တော်ရဲ့ page မှာစိတ်ကျမ်းမာရေးမှာအင်မတန်မှနာမည်ကြီးတဲ့အာယုံမာခြင်းအကြောင်းကိုတောက်လျှောက်ပြောပြနေတာအတော်အသင့်ခရီးရောက်လာပြီဒီတစ်ခေါက်ပြောပြမယ် hallucination ကလည်းနာမည်ကြီးရဲ့အထဲမှာပါတယ်အဲ့ဒါဘာလဲဆိုတော့ olfactory hallucination လို့ခေါ်ပါတယ် olfactory hallucination ကဘာလဲဆိုတော့အပြင်လောကမှာဘာမှအနံ့အသက်ကိုလုံးစော်ပေးတဲ့အရာမရှိဘဲနဲ့ဘေးနားလူတွေတယောက်မှအနံ့မရဘဲနဲ့ပေါ့ဗျာသူတယောက်တည်းထူးထူးခြားခြားအနံ့တွေရနေတယ်ဆေးပညာမှာတော့ Phantosmia လို့လည်းခေါ်သေးတယ်ပြီးတော့သူရနေတဲ့ဥစ္စာဒီခဏတစ်ဖြုတ်လည်းဖြစ်နိုင်တယ်အမြဲတမ်းဖြစ်နိုင်တယ်တကယ်ကသူရနေတဲ့အနံ့ဒီအနံ့အစစ်မဟုတ်အနံ့အတုအုံနောက်ကနေဖန်တီးပေးထားတာအုံနောက် error တက်လို့ဖြစ်တာဒီတော့လူနာတွေစပြီးတော့ဘယ်လိုလက္ခဏာမျိုးတွေနဲ့လာကြတယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်အိမ်မှာဘယ်သူမှဆေးလိမ့်မတောင်းဒါမဲ့သူတယောက်တည်းသူ့နှာခေါင်းထဲမှာဆေးလိမ့်နဲ့ရနေတယ်ဟာဘေးနားလူတွေမေးတော့လေဘယ်သူမှအဲ့ဒီဆေးလိမ့်နဲ့ကိုမရကိုယ့်ရဲ့အိမ်ကဒါမှမဟုတ်ကိုကဟိုတယ်တစ်ခုခုကိုရောက်နေအခန်းကတန်ရှင်းတက်ရပြီးတော့ဘာနဲ့တက်မှမရှိဘူးဒါမဲ့သူတယောက်တည်းထူးထူးခြားခြားကျဲပုံနဲ့တို့ဂေါ်ဝီပုံနဲ့တို့မကောင်းတဲ့အနံ့တွေမိန်လာနဲ့နေရနေတယ်ဘေးနားလူတွေမေးကြည့်တော့လေဘယ်သူမှမရဘူးကိုယ့်ရဲ့ဘေးနားမှာကိုယ့်ရဲ့အိမ်ဘေးမှာပန်းညံလည်းမရှိဘူးဒါမဲ့ကိုကပန်းရနံ့တို့ရေမွေးနံ့တို့ရနေတခါတလေကိုစားတဲ့အစားအစာထဲမှာဓာတ်ဆီနံ့တို့ဒီဇယ်နံ့တို့ပိုးသက်ဆေးရည်တစ်ခုခုဖြန်းထားတဲ့ကဲ့သို့မကောင်းတဲ့အနံ့တွေရနေအဲ့တော့ तू ကထမင်းမစားတော့အဲ့တော့ तू တန်တရားရှိရဲ့အစားအစာတွေမစားတော့အနံ့အာယုံမှားခြင်းမှာ तू ကကောင်းတဲ့အနံ့ထက်စားလို့ရှိရင်မကောင်းတဲ့အနံ့တွေကပိုပြီးတော့များပါတယ်တဲ့ Phantosmia လို့ခေါ်တယ်ဘာကြောင့်ဒီလိုမျိုးအနံ့အာယုံမှားတယ်လဲဆိုတဲ့ဥစ္စာပြောပြတဲ့အချိန်မှာနှစ်ပိုင်းပြောပြမယ်တစ်ခုကတော့ရုပ်ပိုင်းဆိုင်ရာယောဂကြောင့်ဖြစ်နိုင်တယ်နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကြောင့်ဖြစ်နိုင်တယ်ဥပမာနှာခေါင်းထဲမှာရှိတဲ့အနံ့ခံ cells တွေကမောက်ကမဖြစ်ရာကနေပြီးတော့ဒီလက္ခဏာဖြစ်နိုင်တယ်ဥပမာထိတ်ကက်နာလိုပုံစံမျိုးဖြစ်ပြီးဆိုရင်သူကနှာခေါင်းထဲမှာအမြဲတမ်းပြည်တွေရှိနေတာဖြစ်တဲ့အတွက်နှာခေါင်းထဲမှာအနံ့ဆိုးတွေရနေတယ်နောက်တစ်ခုကကျွန်တော်တို့အုံနောက်ထဲမှာအနံ့အာယုံကိုဘာသာပြန်ပေးတဲ့နေရာတွေရှိတယ် olfactory cortex လို့ခေါ်တယ်အဲ့ဒီနေရာတွေမှာကမောက်ကမဖြစ်ရာကနေပြီးတော့ဒီလက္ခဏာတွေဖြစ်နိုင်တယ်ဥပမာမိတ်ဆွေကပြင်းထန်အေးမိဘူးတယ်ဒါမှမဟုတ်မိတ်ဆွေကကိုဗစ်ကြောင့်မိတ်ဆွေရဲ့အနံ့ခံတဲ့အာယုံရောစနစ်တွေကမောက်ကမဖြစ်တယ်ပျက်စီးသွားရာကနေပြီးတော့လေဒီလက္ခဏာတွေဖြစ်နိုင်တယ်ပြီးတော့မိတ်ဆွေကချော်လဲလို့တော့၎င်းဒါမှမဟုတ်မတော်တဆမှုကြောင့်ခေါင်းတွေပါထိသွားတယ်အဲ့ဒါကနေအနံ့ခံအာယုံရောစနစ်ကမောက်ကမဖြစ်တယ်မိတ်ဆွေကခေါင်းတစ်ချမ်းကိုက်တယ်မိတ်ဆွေစီမှာအတက်ယောဂရှိတယ်Parkinson တို့ dementia လို့ခေါ်တဲ့တက်ကြီးမှန်ညံချိုးရင်းတဲ့ယောဂသမားတွေမှာလည်းဒီလက္ခဏာတွေနဲ့လာနိုင်တယ်။အုံနောက်ထဲမှာအကျိတ်တယ်တယ်။အဲ့ဒီအကျိတ်ကလည်းအနက်အာယုံခံပြီးတဲ့အာယုံကြောကိုသွားပြီးတော့ကမောက်ကမဖြစ်ရတာနေပြီးတော့ဒါဖြစ်နိုင်တယ်။ဒီအထိကတော့ရုပ်ပိုင်းဆိုင်ရာယောဂမှာဖြစ်နိုင်တဲ့ယောဂအချို့ပြောပြတော့တာ။စိတ်ပိုင်းဆိုင်ရာယောဂမှာဆိုရင်စိတ်ကစဉ်ကလျာယောဂလို့ခေါ်တဲ့ schizophrenia တို့ပြင်းထန်စိတ်ကြယောဂသမားတွေမှာလည်းဒီလက္ခဏာတွေတွေ့ရတယ်။ schizophrenia သမားတွေမှာဆိုလို့ရှိရင်သူတို့ကအနံ့ရတဲ့ပုံစံကတန်တရားစိတ်တွေနဲ့တွဲပြီးတော့ဖြစ်တယ်။သူအခန်းထဲမှာထိုင်နေတော့ဟာငါအနံ့ရတယ်။ gas နံ့ရတယ်။အစိမ်းငွေ့နံ့ရတယ်။ငါရဲ့ရန်သူကငါ့ကိုလုတ်ကြံနေပြီ။ငါရဲ့အိမ်ကိုမီးရှို့ဖို့အတွက်ဓာတ်ဆီလောင်းနေပြီ။အစရှိသည့်အပြင်ဒီလိုမျိုးတွေးရ။ဒီတော့ကုသတဲ့အပိုင်းမှာရုပ်ပိုင်းဆိုင်ရာယောဂကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်သက်ဆိုင်ရာဆရာဝန်ကြီးတွေကပိုးသက်ဆေးတွေနှာခေါင်းတန့်စင်ဆေးတွေနှာခေါင်းစားရည်နဲ့ဆေးတာဖြန်းဆေးနဲ့ကုသတာအုံနောက်ထဲမှာအကျိတ်ရှိရဆိုလို့ရှိရင်သက်ဆိုင်ရာဆရာဝန်ကြီးတွေကခွဲစိတ်ကုသတာနှာခေါင်းထဲမှာအသားပိုတွေပါရှိရဆိုလို့ရှိရင်လီးထုတ်တာတွေကျွန်တော်တို့စိတ်ကျန်းမာရေးဆရာဝန်တွေဆိုလို့ရှိရင်သက်ဆိုင်ရာယောဂအလိုက်ပျောက်ကင်းနိုင်တဲ့ဆေးတွေနဲ့ကျွန်တော်တို့ကကုသတယ်ဒီနေရာမှာသတိထားမှာဘာလဲဆိုတော့စိတ်ကျန်းမာရေးဘုဒ္ဓမရှိတာရယ်ကျန်းမာရေးဘုဒ္ဓမရှိတဲ့လူတွေကနှာခေါင်းထဲမှာဒီလိုမျိုးအာယုံမှားတဲ့ဥစ္စာတွေဖြစ်ပြီးဆိုရင်နှာခေါင်းကိုသွားပြီးတော့ကလိတာအဲ့တော့ဘေးနားပတ်ဝန်းကျင်ကအကြံပေးတဲ့အတိုင်းအဲ့နှာခေါင်းထဲကိုတွေးကြရပစ္စည်းနဲ့ကလော်ရဲတွေးကြရဆေးတွေထိုးတာလိမ့်တာတောက်တာထဲ့တာတွေလုံးဝမလုပ်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နှာခေါင်းဆိုတာအင်မတန်မှနုနယ်တဲ့အစိပ်ပိုင်းနဲ့ဖြစ်ပါတယ်။မိတ်ဆွေကသွားပြီးတော့ကလိတာတို့ဆေးအပြင်းတွေသွားပြီးတော့ထဲ့တာမျိုးဆိုရင်နှာခေါင်းထဲမှာရှိတဲ့ cells တွေပျက်စီးရနေပြီးတော့မတော်ရင်ယောဂဘူးဝင်ပြီးတော့အဲ့နဲ့ထွင်းရမယ့်နေရာမှာပစိမ့်နဲ့ပေါက်ရတဲ့အဖြစ်မျိုးတွေဖြစ်သွားမှာမလို့ပဲဖြစ်ပါတယ်။ဒီတော့တကယ်လို့မိတ်ဆွေဆရာဝန်မပြခင်စက်ကြားမှာဘာတွေလှုပ်ထားလို့ရလဲဆိုလို့ရှိရင်အနံ့မှတ်တမ်းတွေလှုပ်ထားလို့ရတယ်။ဥပမာမိတ်ဆွေအနံ့ရတယ်ဆိုလို့ရှိရင်ဥပမာဘယ်အချိန်မှာရရလဲမနက်ပိုင်းမှာရရလားနေ့လယ်ပိုင်းမှာရရလားညပိုင်းမှာရရလားဘာအနံ့လဲကောင်းတဲ့အနံ့လားမကောင်းတဲ့အနံ့လားတနေ့ကိုဘယ်နှကြိမ်ရလဲတခါပေါ်ရင်ဘယ်လောက်ကြာလဲခဏတစ်ဖြုတ်လားအမြဲတမ်းဖြစ်တာလားဆိုတဲ့ဥစ္စာကို record လုပ်ထားရဲဆိုရင်တကယ်လို့မိတ်ဆွေကဆရာဝန်နဲ့ပြသတဲ့အချိန်မှာသူတို့အတွက်အင်မတန်မှအထောက်အကူပြုပါတယ်
ဒါလို့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အနက်အာယုံမှားခြင်းဆိုတဲ့အမျိုးအစားကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်ပိုင်းတွေမှာလည်းကျွန်တော်ရဲ့ page မှာဒီထက်စိတ်ဝင်စားဖို့ကောင်းတဲ့အာယုံမှားခြင်းအကြောင်းကိုဆက်ပြီးတော့ပြပြပေးသွားဖို့ပြင်ဆင်ထားပါတယ်ကျွန်တော်တို့စိတ်ကျမ်းမာရေးဆရာဝန်ဒေါက်တာဒီဖြစ်ပါတယ်